လေးစင်ချောက်ခုမြောက်သောဆာလံအပိုင်ငယ်သည်ရခင်ဒီငါတို့ကိုယ်လုံးရဖြစ်၍ခေါ်အားဝေတော်မူ၏ဘေးရောက်ဒီကာလာအထူးသဖြင့်ကုမတော်မူကြောင်းထင်ရှားနေရှိချောင်းမြောက်သောဆာလံအပိုင်ငယ်သည်ဘုရားသခင်ဒီငါတို့ကိုယ်လုံးရဖြစ်၍ကိုယ်အားပေးတော်မူ၏ဘယ်ရောက်ဒီကာလအထူးသဖြင့်ကုမတော်မူကြောင်း